ကျွန်တော်တို့ဒီလိုမျိုးပြည်သက်တွေပေးတဲ့ဒီခံမှန်းပေးရတော့ကျေးဇူးတင်ပါတယ်အကယ်ဒမီရရင်ကျွန်တော်အရန်ကိုပြောမှာပါပြည်သက်တွေလည်းပြောအောင်ပါမတော်လည်းရလာနေရပြောပြပါဦးရှင်။ကိုသားကြီးရဲ့စီစဉ်ပေးပြီးပေါ့နော်။အယောင်လေးကစရွေးချက်ပေးထားတာပါ။လက်စင်လေးအစုံပေါ့နော်။ wish ပါလောရနာတော့တည်တာပါ။တည်တာ။အယောင်လေးရွေးချက်မှုအောင်ဘာဘယ်လိုလေးကြောက်တာလဲ။ပြားလေးရွေးချက်တာလေ။ဟိုတိုင်ပင်ပြီးတော့ lucky color လေးလည်းခံလာနော်။ ဇနီးမောင်နဲ့တိုင်ပင်ပြီးကိုသားကြီးနဲ့တိုင်ပင်ပြီးရွှေ့ပြတာ။အဲ့တော့အမရဲ့အလှမအောင်တော့ထင်ပြောခဲ့ရလဲ။ပြောရရင်တော့ဒီဝတ်ဆောင်ဝင်လည်းလှတယ်ရေရိုးတန်းအိမ်လေးဝတ်ဆောင်လည်းဝင်လှနေတာ။ပြီးတော့ဒါအခုဗပရိသတ်တွေကတော့ရလေပေါ့နော်။ဒါဘယ်နိုင်နေလဲဒါကင်ပြီးပေးနေကြတယ်ပေါ့လေပြောပြပါဦး။ Okay ကျွန်တော်တို့ဒီလိုမျိုးပရိသတ်တွေပေးတဲ့ဒီခံမှန်းပေးရတော့ကျေးဇူးတင်ပါတယ်အကယ်ဒမီရရင်ကျွန်တော်အရန်ကိုပြောမှာပါပရိသတ်တွေလည်းပြောအောင်ပါMyanmar Star